မနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့ရဲ့မင်္ဂလာပါနော်မနွေဦးရဲ့နွေဦး story channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့လောဘကြီးတဲ့ truck ကလေးဆိုတဲ့ပုံမြင်ပဲဖြစ်တယ်ကဲမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းပုံမြင်လေးနားထောင်ဖို့အစံသစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစလိုက်ကြမယ်လောဘကြီးတဲ့ truck ကလေးလောဘကြီးတဲ့ chocolate တစ်ကောင်ကပေါပေါဆုပ်တွေအပြည့်ဖြည့်ထားတဲ့ချင်းနောက်တစ်ခုကိုအနက်ခံရင်တွားတွေ့တယ်။ chocolate ကပေါပေါဆုပ်တွေစားကျင်တဲ့အတွက်ကြောင့်ချင်းနောက်ကိုသူ့တကူစားအပေါက်လေးဖောက်လိုက်တယ်။ထိုအပေါက်လေးထဲကနေချင်းနောက်ထဲဝင်ပြီးပေါပေါတွေယူစားပါလေတော့တယ်။စားလို့လဲဝမောလဲမောသွားတဲ့အခါထိုအပေါက်လေးထဲကနေပြန်ထွက်ဖို့ကြိုးစားတဲ့အခါမှာတော့အဲ့ဒီမှာပြဿနာကစတော့တာပဲ။ပေါပေါတွေအများကြီးစားထားတဲ့ကြွက်ကလေးဟာသူ့ရဲ့ပိုက်ကလေးကပူနေတဲ့အတွက်ကြောင့်မလို့သင်္ကာစဖောက်ထားတဲ့အပေါက်ကလေးနဲ့မဆန့်တော့တာပဲဖြစ်တယ်။အဲဒီတော့အပေါက်လေးမှာကြွက်ကလေးကတက်နေတာပေါ့။စိတ်ညစ်သွားတဲ့ကြွက်ကလေးဟာဘာလို့ရမှန်းမသိလို့ငိုပါတော့တယ်။အဲ့ဒါကိုကြားပြီးအနားရောက်လာတဲ့ယုံလေးကခုလိုဆိုတယ်။တကယ်ချင်းဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါကြွက်ကလေးကအကျိုးအကြောင်းကိုပြောပြတဲ့အခါယုံလေးကခုလိုအကြံပေးတယ်။မင်းကအစားတွေအများကြီးစားထားလို့ဗိုက်ပြင်းနေတာကိုမင်းဘိုက်ပုံမှန်အတိုင်းပဲဖြစ်တဲ့အချိန်ကျခဏဆောင်ပြီးအပြင်ပြထွက်လာခဲ့ပေါ့ကွာလို့တင်ပြောလိုက်တယ်ပြောပြီးတာနဲ့ရေမောပြီးယုံလေးကပြထွက်သွားပါတယ်ကြွက်ကလေးကလည်းဗိုက်လေးပြီးချင်းနှောင်းထဲမှာပဲအိပ်ပျော်သွားတယ်နောက်တစ်နေ့မနေ့ရောက်တဲ့အခါသူ့ရဲ့ဗိုက်ကချက်သွားပြီးဗိုက်ပြန်စားလာပြန်တယ်အဲ့ဒါနဲ့ပေါပေါတွေထပ်စားလိုက်ပြန်တယ်ဗိုက်ဆာဆာနဲ့စားလို့မဝါတော့မှချင်းနောက်တွေကပြန်ထွက်ဖို့ကိုတတိယသွားလိတော့တယ်။အိုးကိစ္စမရှိပါဘူး။မနေ့ကကြာမှအပြင်ပြထွက်တော့မယ်။ဆိုပြီးတွေးလိုက်တယ်။တိတ်မကြခင်မှာချင်းနောက်အနားကိုကြောင်တကောင်ကရောက်လာလေတယ်။ကျွဲ့ရဲ့အနံ့ကိုရလို့ကြောင်ကကျွက်ကိုရှာတော့တာပေါ့။ဒါနဲ့ချင်းနောက်ထဲမှာအိပ်ပျော်နေတဲ့ကျွက်ကိုကြောင်ကတွေ့သွားပြီးအားရပါရနဲ့ကိတ်စားလိုက်တယ်။အစားမတဲ့ကျွက်ကလေးကတော့ကြောင်ကြီးလက်ချက်နဲ့အသက်ဆုံးရှုံးသွားရလေတော့တယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလိမ့်တယ်။မနွေဦးရဲ့လက်သက်စချိုင်းလေးတို့ရေဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့ယုံလေးဟာအတဉဏ်ကောင်းပေးခဲ့ပေမဲ့ကြွက်ကလေးဟာအဲ့ဒီခွင့်အရေးကိုအသုံးမချခဲ့ဘူး။နောက်ဆုံးတော့သူ့ရဲ့မစင်မချင်းပြုမိတဲ့လောဘကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာပဲဖြစ်တယ်။အဲဒီတော့မနွေဦးရဲ့လက်သက်စချိုင်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လိုက်ပါတယ်နော်။မနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့လှပတဲ့ဆက်ချမ်းလေးတွေဖြစ်ကြပါစေလို့မနွေဦးကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စောင့်ရစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမနွေဦးရဲ့နွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ကြည့်ဆုံးကြမယ်နော်။